ဗျာဒိတ်ကျန်ထဲမှာဗျာဒိတ်ကျန်ခန်းကြီး7ထဲမှာဘာရေးထားလဲဆိုတော့ပြစ်တင်တဲ့ဟာစာတန်ဖြစ်တယ်တဲ့ဆိုတော့ကျွန်တော်မိသားစုထဲမှာဖြစ်စေဘလူဘိုးမဲ့ပြစ်မတင်စေချင်ဘူးပြစ်တင်တဲ့ဟာစာတန်လို့ရဖြစ်တယ်ကိုလူချင်းဖြစ်စေနော်မိသားစုထဲမှာဖြစ်စေဖရာသခင်ဟာပြစ်တင်ပြီးလက်ညှိုးထိုးပြီးဆိုတာအဲ့ဒါစာတန်ကကျွန်တော်တက်တာထဲဝင်ပြီးတော့လွတ်လုံနေတာဆိုတွေ့ရတယ်ဆိုတော့ဗျာဒိတ်ကျန်ခန်းကြီး7ကျွန်တော်ရင်းတော့လည်းပြောခုပါငွေ30ရဲ့ခါခွေးပိုင်းမှာဗာပြောထားတယ်ဆိုတော့ငွေ30ရဲ့ခါခွေးမှာအကြောင်းမူကားငါတို့ညီကိုမြညီအကိုမြကိုငါတို့ဖရာသခင်ရှေ့တော်၌နေညစ်မပြတ်ပြစ်တင်သောရန်သူကိုအောက်ကိုချလေတယ်အဲ့ဒါဖတ်ကြည့်ပါအဲ့လေနော်ဗျာဒိတ်7ငွေ30ရဲ့ခါခွေးပိုင်းပတ်ပါဘက်ထမ်လေနီရဲနာPasha i binaka atuju pathian ni athon nakha siang parang bantuk in alang tarchang atuju amesi ani khan anol ngai nakha alang tarchang kanni kan unaw na sual nak kanni kan unaw na sual nak apu tu pathian mai a dir riang mang in chunzan in sual apu zungzal tu nakha wanchung in lenga hlon asichang ဆိုတော့ဗာပြောထားလဲဆိုတော့နေညမပတ်ပြစ်တင်လဲဆိုတော့လူချင်းကျွန်တော်တို့ပြစ်တင်တာလည်းပဲစာတန်ကကျွန်တော်တို့တက်တာထဲဝင်ပြီးလို့ရှိရင်လုံးနေပြီဥပမာပြစ်တင်တာဖြစ်တယောက်ကိုတယောက်ရန်ဖြစ်တာဖြစ်ပြီးလို့ရှိရင်ပြီးသွားတဲ့ခါကျတော့ကိုတိုင်းလည်းစိတ်မချမ်းသာဘူးအဲ့ဒါကြောင့်အဲ့ဒါတွေရန်တတိထားဖို့လိုရတယ်ဟိုဒီနေ့တော့ကျွန်တော်ကပြောပြတယ်ပါစာတော်ကကျွန်တော်ပြောပြသေးတယ်ရင်းတော့မူနဲ့ရန်ဖြစ်ခဲ့တဲ့ဟာဒါနောင်တရတယ်သူ့ကိုခွန်အားပေးရမယ်သူ့မှာယောက်ျားမရှိတဲ့ဟာမပေးတဲ့ပြင်ငါသွားပြီးရန်ဖြစ်တဲ့ဟာကဒါနောင်တရတယ်ဆိုတော့ကျွန်တော်ဗာပြောချင်တယ်ဆိုတော့လူကိုပြစ်တင်တဲ့ဟာကျွန်တော်တက်တာလည်းစာရလုံးနေပြီဆိုတော့ပြောချင်တာဆိုတော့တိရော့ထဲမှာဗာရေးထားတယ်တိရော့ဖတ်ကြည့်အောင်အဲ့လိုလို့တိရော့ခန်းကြီး4ငယ်8မှာလားမသိဘူးတိရော့4ငယ်8မှာချစ်ချင်းမရှိတော့သူတည်းတဲ့ဘုရားသခင်ကိုမသိတဲ့အကြောင်းမူကားဘုရားသခင်ကိုဒီချစ်ချင်းမေတ္တာဖြစ်တော်မူ၏လို့ရေးထားတယ်ဖတ်ကြည့်ပါလေတိရော့4ငယ်8မှာကွတ်ခဇိုဟန်အငန်ပလီအရေနာပရိယတ်ပခတ်လေပခတ်အဒိုလောမီနီချွန်းပထျန်ခါအန်ဟလောဇေချာတီအပထျန်ချူဒိုတ်နာအစီဆိုတော့ကျွန်တော်တို့တက်တာမှာလူကိုမချစ်ဘူးလူကိုပြစ်တင်နေပြီဆိုရင်အဲ့ဒါစာတန်အကောင်းနေရာယူနေပြီဆိုတာသိစေချင်တယ်မိသားစုမှာဖြစ်စေကလေးတွေမှာပုံမှာလည်းပဲကိုကသွားပြီးတော့သူတို့လုတ်တဲ့ပုံမှာပြစ်တင်နေပြီဆိုရင်မကောင်းဘူးကျွန်တော်ကျန်းစာကြောင်းတင်တဲ့မှာလည်းကျွန်တော်ခဏပြောတယ်ဆရာကြီးတယောက်ကဆရာမဗျာတောင်တည်တယ်အဲ့ဆရာကြီးကျွန်တော်ဓာတ်ပုံပြတဲ့ခါကျတော့အဲ့ဆရာကြီးကအရင်တော့ငယ်တော့သူ့ကိုတဲ့ဘာမသိညာမသိနဲ့ရိုက်ပလိုက်တာတဲ့သူကအမှန်ကကြောင်းသွားလို့ရှိရင်ဗမာပြည်မှာပစိုးလေးကိုစိုးဝါမှာဆိုလို့ပစိုးကိုချုပ်ပြီးလို့ရှိရင်ဒီလေပင်းအောက်မှာထားပြီးလို့ရှိရင်တနေရာပြေးရထိတော့မရှိတဲ့ခါကျတော့အဲ့ချိန်မှာဆရာဘာမသိညာမသိပဲနဲ့သူ့ကိုရိုက်ပလိုက်တာဆိုတဲ့ဟာဆိုတော့ပြောချင်တာရိုက်တဲ့လူကလည်းပဲနေကိုတည်းကရေပေါ်မှာလမ်းလျှောက်နေလို့လားဆိုတဲ့ဟာကျွန်တော်ခဏပြောပြတယ်ကလေးတွေမအော်ပါတယ်မငေါက်ပါတယ်မစုပါနဲ့စာတန်ကိုယ့်ထက်မှာလှုပ်တတ်တယ်လို့အဲ့ဒါတွေခွင့်ပေးလိုက်ရင်တေးလေးအကြီးဖြစ်လာတယ်ပြီးရင်ကိုယ်တိုင်လည်းစိတ်မချမ်းသာပါဘူးပြစ်မတင်ပါနဲ့လို့ဒီမှာဘာရေးထားတယ်ဆိုတော့ချစ်ချင်းမရှိတော့သူဒီဖရာသခင်ကိုမသိဘူးတဲ့ကိုယ်စိတ်ထဲကသူများကိုမုံနေပြီးသူများကိုလက်ညှိုးထိုးနေပြီးချင်းပြစ်တင်နေပြီဆိုရင်စာတန်ကိုခွင့်တေးလေးပေးလိုက်တာနဲ့တူတူပဲဆိုတော့ပြောချင်တာဆိုတော့ကျွန်တော်ပြောချင်တယ်ဆိုတော့ကျွန်တော်သားသမီးတွေလည်းကျွန်တော်တို့ကအရာပြောင်းလဲစေခြင်းအရာကောင်းစေခြင်းတယ်ကောင်းစေခြင်းတဲ့ခါကျတော့ကျွန်တော်အပြစ်တင်တယ်နင်ကဘယ်လိုလုပ်ပါစံစာများဖတ်ကျွန်တော်တို့ကိုယ်တိုင်လည်းပဲဒါပေမဲ့ဖခင်ဘာပြောလဲဆိုတော့သူရှေ့မှာရေးထားတဲ့စံစာလေးကျွန်တော်သဘောကျလို့ကျွန်တော်မနေ့တည်းကပြောမလို့အဲ့လိုက်ဖတ်ကြည့်ပါအဲ့လေးလို့ဟေရှာယခန်းကြီး64နဲ့ရှေ့မှာရေးထားတယ်သူ့ရာတွင်အိုးထာဝရဖျားကိုတော်သည်ကျွန်တော်တို့အဘဖြစ်တော်မူ၏ကျွန်တော်တို့သည်အိုးမြေဖြစ်ပါ၏ကျွန်တော်တို့သည်ကိုတော်သည်ကျွန်တော်တို့ဤအိုးထိန်ဖြစ်တော်မူ၏ကျွန်တော်တို့ရှိသမျှသည်လက်တော်နှင့်ဖန်ဆင်းသောအရာဖြစ်ပါ၏ဟေရှာယ64
ငယ်ရှစ်မှာရေးထားတယ်အဲ့ဒီလို Simhazelo boypa nang machu kan pa na si kan ni chu tlak bantuk kan si i nang machu sertu bantuk na si nang ma ni kan ni chu na cancer ဆိုတော့ကျွန်တော်ဗာပြောချင်လဲဆိုတော့ကျွန်တော်တို့ကကလေးတွေကိုပြောင်းလဲစီချင်တဲ့အခါကျတော့စူတယ်ငေါက်တယ်အော်တယ်ဟဲ့တယ်အဲ့ဒါစာတန်အဝင်ပေါက်ပြလိုက်တာနဲ့တူတူပဲပြောချင်တာဖယားသခင်ကအိုးထိန်ဖြစ်တယ်တဲ့အိုးမီကကျွန်တော်တို့တဲ့ပြောချင်တာကျွန်တော်ကလေးတွေကိုသွားပြီးတော့သွားပြင်လို့မရဘူးအိုးချင်းကျွန်တော်တို့လည်းအိုးပဲလေကလေးတွေလည်းအိုးပဲလေအိုးချင်းသွားပြင်လို့ရှိရင်ကွဲဖို့ပဲရှိတယ်တဲ့စာအိုးကြတော့အိုးထိန်ပြင်မှတ်တာလည်းရတယ်အိုးထိန်ရဖယားသခင်ကအိုးထိန်ဖြစ်တယ်တဲ့ကျွန်တော်တို့အိုးမီဖြစ်တယ်တဲ့ကျွန်တော်အိုးမီချင်းသွားပြီးပြင်လို့ရှိရင်ကွဲဖို့ပဲရှိတယ်လင်မယားထက်မှဖြစ်စေသင်းတော်မှာဖြစ်စေကလေးတွေမှာဖြစ်စေကောင်းလာဖို့အလားလာမရှိဘူးဖယားသခင်ပြင်ခိုင်းပါဖယားသခင်ကိုလက်ထက်အပ်ပါကျွန်တော်ဆိုရင်ရင်းနှီးလဲကျွန်တော်တို့လည်းအော်ပါတယ်ကလေးတွေဒါပေမဲ့ဖြည်းဒီဥစ္စာတွေကိုနားလည်လာတဲ့အခါမှာကျွန်တော်တို့ပြင်လို့မရပါလားဆိုတဲ့ဟာသိရတယ်ဆိုတော့ရင်းနှီးကဆရာကြီးကျွန်တော်ရင်းနှီးပြောဖို့ပါဆရာကြီးတယောက်တကယ်ကဘာသုံးဆရာကြီးတယောက်သူကိုယ်တိုင်လည်းပဲကဘာကိုတရားနဲ့ဟောနေပြီမယ်သူသားတရားဟောပြီဆိုရင်သူသားကလည်းပလင်ရှိလာပြီလို့ရှိရင်ဒီဆရာကြီးရဲ့သားကျွန်တော်ကိုယ်တိုင်ဖြစ်တယ်ဆိုပြီးတော့လာပြီးတော့ရှက်ခွက်တယ်တဲ့နေ့တော့ခါမှာဖယားသခင်မေးတဲ့ခါကျတော့ဘာပြောလဲဆိုတော့ဖယားနေ့အိမ်ကလူတွေကိုကဘာကိုပြောင်းလဲစေချင်တဲ့စိတ်ရှိတာကောင်းပါတယ်ဒါပေမဲ့ကဘာကိုမပြောင်းလဲခင်နေသားကိုရင်ပြောင်းလဲဖို့ရသူ့ကိုမေတ္တာပြပါဆွဲခေါ်ပါကောင်းကြီးပေးပါဆုတောင်းပေးပါဆိုတဲ့ဟာပြောတယ်ဆိုတော့ကျွန်တော်မနေ့ကလည်းကျွန်တော်သိတော်မှာအဲ့လိုခုနဝိတာပါတို့ဆုတောင်းပေးခြင်းနဲ့အားဖြင့်ကျွန်တော်ပြောပြချင်တာတော့သူတို့ကိုအားနဲ့လို့သူတို့စီမှာတခုခုဖြစ်တဲ့ဟာလက်ညှိုးမထိုးပါနဲ့ပြစ်မတင်ပါနဲ့ဆိုတဲ့ဟာပြောချင်တယ်ခွန်အားပေးပါဆွဲခေါ်ပါမေတ္တာနဲ့ဆွဲခေါ်ပါဆိုတော့ခုနမှုတော်ဆောင်ရဲ့သားကသူဆုတောင်းပေးတဲ့မေတ္တာနဲ့ဆွဲခေါ်တယ်ကောင်းအောင်ပြောပြတဲ့ခါကျတော့တနေ့တော့ကမှာပြောင်းလဲသွားတယ်ဆိုတော့ကျွန်တော်ဗာပြောချင်လဲဆိုတော့အိုးထိန်လက်ထက်ကိုအပ်ပါဆုတောင်းပေးပါအပြစ်တင်လေးကိုပွဲဖို့ပဲရှိတယ်လင်များထက်မှာဖြစ်စေလင်တော်မှာဖြစ်စေမိသားစုမှာဖြစ်စေဆိုတော့ဒီနေ့ကျွန်တော်ပြောပြချင်တာပြည့်မတင်ပါနဲ့ဆုတောင်းပေးပါမေတ္တာပြပါဆိုတာပြောချင်တယ်။ရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါတယ်။ Amen